မြေပါရမယ် luxury condominium တစ်ခုကိုရှာတွေ့ထားပါတယ်။စောင့်ကြရမလို့ BCC ကြာပြီးသားဖြစ်လို့အသင်းတက်နေဦးမှာအထူး9ခန်းကို Union House မြန်မာနဲ့ချိတ်ဆက်ဝယ်ယူရတဲ့အတွက်အခွင့်အရေးရအောင်စီစဉ်ထားပါတယ်။ထပ်ပြောပါမယ်။ကျွန်တော်တို့ Union House မြန်မာနဲ့ချိတ်ဆက်ဝယ်ယူသူမိတ်ဆွေ9ဦးအတွက်သာ special price special promotion နဲ့ပြီးမှာပါ။ကျွန်တော်အတွေ့အကြုံရကွန်ဒိုဆိုတာဝယ်တဲ့အချိန်မှန်သွားရင်အမျက်ကြီးပါပဲအခုအချိန်မှာဝေသားကင်ထားတာထက်ခိုင်မာတဲ့အိမ်ချမ်းမြေမှာရင်းနှီးမြုပ်နှံမှုကသာငွေကြေးဖောင်းပွားမှုတန်ကိုအကာအကွယ်ဖြစ်စေပါတယ်ဒါကြောင့်လှိုင်မျိုးနယ်အင်းစိန်လမ်းမကြီးပေါ်မှာရှိတဲ့ The Century ရဲ့တာဝါအသစ်ဖြစ်တဲ့တာဝါ B ကို Union House မြန်မာကမျက်စိကျနေပါတယ်443 square feet Studio 1 bedroom ကို3300ကျော်543 square feet Studio 1 bedroom ကို3400ကျော်3 square feet ရှိတဲ့2 bedroom ကို5000ကျော်668 square feet ရှိတဲ့2 bedroom ကို6000ကျော်1349 square feet ရှိတဲ့3 bedroom ကို1000ဝန်းကျင်စတဲ့အထူးဈေးနှုန်းများနဲ့ limited 9ခန်းသာဝယ်ယူလို့ရမှာဖြစ်ပါတယ်ဝယ်ချင်ပါတယ်နှစ်ရှည်ဗန်ချင်းနဲ့ဝယ်လို့ရလားကိုစီတူရေ developer ဒိုင်းရိုင်းနဲ့တစ်နှစ်အထိဝယ်လို့ရလားကိုစီတူရေလို့မေးခဲ့ရင်ဝယ်လို့ရပါတယ်ကျွန်တော်တို့ one stop service ပေးနေပါတယ်ဒီလောက်ကောင်းတဲ့ကွန်ဒိုနဲ့အထူး9ခန်းကို special promotion နဲ့ပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ဒီလာအတွင်းမှာ messenger သို့မဟုတ် comment မှာ TC ဆိုပြီးတော့စာလေးခြံခဲ့ပြီးတော့မမေ့ပါနဲ့ခင်ဗျာတန်လားလို့မေးရင်တန်ပါတယ်ကျွန်တော်ထပ်ပြောပါမယ်မိတ်ဆွေဝယ်ပြီးသွားပြီဆိုရင်ပေးရတာနဲ့ပြန်ရတာကမတန်ဘူးလို့မိတ်ဆွေလုံးဝခံစားရမှာမဟုတ်ပါဘူး